မိုးချိုးလက်နဲ့မုံတိုင်းလက်နဲ့ဒီနောက်ခါကျတော့ဒီငလျင်ပြီးတော့မြေတွေပြီးတော့တည်တဲ့ဟာတွေနောက်မိကြီးကလက်နဲ့ဒီပြပုံမိုးလက်နဲ့ဒီနော်အဲ့လိုမျိုးတွေနဲ့ဒီလွတ်ကင်းအောင်နော်ဒီအခုဆိုလို့ရှိရင်မြေတွေပြီးတဲ့ဒီဟာတွေကနေလွတ်အောင်လို့မလို့ဒီကာလာလေးတစ်ခုဖုံဖုံကနေပြီးတော့ဟိုပြောပြမယ်ဒီကာလာလေးကဒီအရန်ကောင်းတယ်ဖုံဖုံဆိုလို့ရှိရင်ဖုံဖုံနဲ့ဆက်သက်တဲ့ဖုံဖုံရဲ့ရန်တာကာကမတွေကျောင်းကွင်းတွေဦးစင်းတွေကျောင်းသားတွေကိုဒီကာလာလေးကိုအမြဲတမ်းသင်ပေးတယ်နောက်တဲ့ကုံ၃ပါးကိုသင်ပေးတယ်မေတ္တာပုံနည်းကိုသင်ပေးတယ်အဲ့ဒီခါကျတော့သူတို့မှဒီဘေးမျိုးမျိုးတွေကလွတ်ကြတယ်နော်လွတ်ကြတယ်အခုဒီငလင်ဖြစ်တဲ့ခါမှာလည်းပဲဖုံဖုံရတဲ့ကာမတွေကိုဖုံးဆက်မေးတယ်တချို့ကိုသွားပြီးတော့တွေ့မေးတယ်ဒီဘာမှဟိုထိခိုက်တာကြီးတွေမရှိဘူးသူအိမ်ပြက်စီးတာတော့အနေချင်းလေးပဲရှိတယ်ဟိုဆိုးဆိုးဝါးကြီးဖြစ်တာလည်းမရှိဘူးဖုံဖုံတို့ကြောင်းမှာဆိုတော့ကိုရင်ပါ30ကျော်ဘာမှမဖြစ်ဘူးဒီကားတွေ3စီးလုံးနဲ့လွတ်တယ်ဒီကားလေးကဒီအင်တာမလည်းကောင်းတယ်ယုံကြည်လို့ရှိရင်ရွတ်လို့ရတယ်ဒီမြေပိတေတာတွေတို့နော်ကုမိုးချိုးပြတဲ့ဟာတွေတို့ဒီရွှွညွန်နေတို့ဒါပိတေတာကြီးလုံးဝမဖြစ်ပါဘူးယုံကြည်နဲ့တော့ကိုယ်ကရွတ်မယ်ဆိုလို့ရှိရင်ဒီကားကဒီမာတုံးကြီးခင်းကြီးပြောဆရာတော်ရေးတဲ့ကားကိုမင်းကုန်းဆရာတော်ကြီးကနေပြီးတော့သူ့ရဲ့ဒီဟောစဉ်တရားစာအုပ်ထဲမှာလည်းဘုံဒီစာမျက်နှာတတိယတဲ့စာမျက်နှာ239မှာလည်းပဲရေးထားတယ်နောက်ခါကျတော့မာဗုဒ္ဓံဒုတိယတဲ့စာမျက်နှာ291မှာလည်းရေးထားတယ်ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာဖုန်းကနေဒီကာလာလေးကိုရေးပေးပါမယ်เนาะဖုန်းရွတ်ပြမယ်အားလုံးရွတ်တတ်အောင်လို့ဝါတံဝိတ္တေသပါဒာနံအာဟုဒံဝါလူကံတထာကကုလံကလလင်္ကာဒံအန္တဂါရန္တိမေနဝတတ္ထေမာရိနဝိတ္တထေဝိစယန္တံစိနံနမေအဟံမိတေနပုံညေနဝိစေယံတပ္ပမာယုတေဣတေနသစ္စာဝိစေနဟောတုမေဇယမေကလံဟောတုမေအာယုဝဒနံဟောတုမေဒုက္ခဝဒနံနောက်တစ်ခါဖုံဖုံရွတ်ပြပါမယ်ဝါဒံဝိတ္တင်စပါဒာနံအာဟုဒံဝါလူကံတထာကောကုလံကလလင်္ကာဒံအန္တကာရန္တိမေနဝတတ္ထေမာရိနဝိတ္တထေဝိစယန္တံစိနံနမေအဟံမိတေနပုံညေနဝိစေယံတပ္ပမာယုတေဣတေနသစ္စာဝိစေနဟောတုမေဇယမေကလံဟောတုမေအာယုဝဒနံဟောတုမေဒုက္ခဝဒနံဒီကာလာကိုမိမိတယောက်တည်းအနယ်ကင်းနေတယ်ဆိုကိုကောက်ယူလို့ရတယ်တိန်လုံးအနယ်ကင်းနေတော့အရက်10မျက်နှာကိုနော်တထောင်ကိုတစ်ခါလှည့်ပြီးတော့တစ်ခါရွတ်ပေးလို့ရှိရင်တိန်လုံးအနယ်ကင်းတယ်ဟိုတကယ်ကိုနော်ဖုံးကတာအနက်ပေးမပြတော့အချိန်လဲဒီမှာ3မိနစ်ပဲရတဲ့ခါကြတော့ဒီကာလာလေးကိုယုံကြည်လို့ရှိရင်ရွတ်လို့ရပါတယ်အားလုံးဘေးပေါင်းကြပေါင်းမှာကင်းဝကြပါစေ